ကျွန်တော်ဒီနေ့ပြောချင်တာကတော့လူတွေဟာသိတာနဲ့ကြည်တာလွဲနေကြတယ်။တစ်ချိန်ကဘာသာဖြန့်ဝေတဲ့ပညာတတ်ဘုန်းကြီးတစ်ပါးရှိပါတယ်။ဘုန်းကြီးကဘာသာဖြန့်ဝေဖို့နေရာအနှံ့ခရီးထွက်ခဲ့ပါတယ်။ဒီနေ့တော့ပင်လယ်လမ်းခရီးတစ်ခုမှာမုတ်ထဲမိလို့တေးဘောကပြက်ပြီးကျွတ်တကျွတ်မှာတောင်တင်ခဲ့ပါတယ်။ကျွတ်မှနေထိုင်တဲ့ဆင်းရဲတဲ့ဘုန်းကြီးသုံးပါးကသူ့ကိုကျွေးမွေးဆောက်ရှောက်ခဲ့ပါတယ်။ဘုန်းကြီးသုံးပါးကအနေထိုင်ဆင်းရဲပြီးတရားကထာအများကြီးတတ်မြောက်တာမရှိပါဘူး။သို့ပေမဲ့သူတို့သိတဲ့ကြည်ဝူကိုအမြဲလိုက်နာပြီးတော့တရားပုံမှန်ထိုင်ဖြစ်ပါတယ်။ဘာသာကိုဖြန့်ဝေတဲ့ပညာတတ်ဘုန်းကြီးကကျေးဇူးရှင်ကျွတ်ဘောကဆင်းရဲတဲ့ဘုန်းကြီးသုံးပါးကိုသိတဲ့ကထာတွေသိပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့တေးဘောလဲစောင့်ရင်ကထာလည်းသိပေးခဲ့ပါတယ်။ကျွတ်ဘောကဘုန်းကြီးသုံးပါးကညံထုံတဲ့အတွက်ကထာတွေကိုသိပေးလိုက်မြင့်လိုက်ဖြစ်နေပါတယ်။တေးဘောသာဆောက်လို့ပြီးတဲ့ဘုန်းကြီးသုံးပါးကကထာတစ်ပုဒ်မှမရရှိခဲ့ပါဘူး။အဲ့လိုနဲ့ပညာတတ်ဘုန်းကြီးကစိတ်မရှိတော့ပဲငါဒီတစ်ခါပဲသိပေးတော့မယ်ပြီးရင်ငါခီးဆက်သွားရမယ်ဆိုပြီးတော့နောက်ဆုံးချိန်သိပေးပြီးတော့ခီးထွက်ခဲ့ပါတယ်။အဲ့လိုနဲ့သမုဒ္ဒရာအလဲရောက်တဲ့အခါမှာတော့သူ့နောက်ကနေတဖြောက်ဖြောက်အတန်ကိုကြားပြီးလှည့်ပြီးလမ်းကြည့်တဲ့အခါမှာကျွတ်ဘောကစီးရဲတဲ့ဘုန်းကြီးသုံးပါးကဇံရပြီးတော့ရေဘော်မှာပြင်းလာတာကိုတွေ့ရပါတယ်။တို့စီးရဲတဲ့ဘုန်းကြီးသုံးပါးကပညာတတ်ဘုန်းကြီးကိုငါတို့နောက်ဆုံးသိပေးတဲ့ကထာမင်းနေလို့လာပြန်ပြီးမင်းနေတာပါလို့ပြောတဲ့အခါမှာတော့ပညာတတ်ဘုန်းကြီးကအံ့ဩစွာနဲ့မင်းတို့ကဇံရနေပြီပဲဒီတိတ်သာဆက်ပြီးနေပါတော့လို့သာပြောနိုင်ပါတော့တယ်ပုံပြေကတော့ပညာတတ်ဘုန်းကြီးကကထာအများကြီးသိပေမဲ့မကြည့်တဲ့အတွက်ဘာမှဖြစ်မလာပါဘူးကျူးဘော်ကစီးရတဲ့ဘုန်းကြီးသုံးပါးကတော့သိတာကနည်းပေမဲ့အမြဲလေးကြည့်တဲ့အတွက်သူတို့ကိုယ်တော်မသိပဲဇံရရှိနေပါတယ်ဒါကြောင့်လူတွေဟာသိတာနဲ့ကြည့်တာကပိုပြီးတော့လိုအပ်နေပါတယ်